ကဲအားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့မိုးမိတ်ရောက်နေပါတယ်ဒါကတော့ကိုကြီးဖြစ်ပါတယ်ကိုစီဦးဒွန်းနေဦးဒွန်းနေမှာတော့စစ်ကောမောလာမူဗီမှာထားလာတဲ့လူလည်းရှိပါတယ်အေးဒါတိရှာဟိုမှာတရားတော့မြတ်ကြနဲ့ခုန်စလိုက်ပါပြီရောပါ blueberry အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုကြည့်ပဲပြရတယ်ကျွန်တော်ဒီနေ့မှာတော့မိုးမိတ်မျိုးမှာရှိတယ်နမိတ်ချောင်းတော့ပါဘောနော်နမိတ်ချောင်းလို့တော့ပြောတာပဲဟုတ်လားမဟုတ်လားတော့မသိဘူးကျွန်တော်တို့လည်းခုမှသွားကြည့်ပါဆိုတော့ကျွန်တော်တို့လည်းဒီလိုလိုက်ခဲ့ပေးကြပါဦးဗျာအခုမြင်တွေ့နေရတဲ့ဒီစင်စင်လေးဟာပေါ့နော်ဒါတော့စပါးပင်ပဲဖြစ်ပါတယ်အရင်လာပါတယ်အခုတော့ကျွန်တော်ချောင်းကိုရောက်ပေါ့နော်ကျွန်တော်စံကြေတွေပါရင်မာပြီးတော့ဘက်ချောင်းကိုလိုက်ပြပေးပါမယ်မလာနမိတ်ချောင်းကိုရောက်ရှိလို့နေပါပြီနမိတ်ချောင်းပြပါတယ်နမိတ်လေးကတော့ဟုတ်လားမဟုတ်လားတော့မသိဘူးနမိတ်ချောင်းလို့တော့ပြောတာပဲသွားနေတာပါလို့ဒါတော့ငါဖမ်းတာပါဘိုက်ကိုနဲ့ဒီမှာလက်ကြည့်လိုက်ပါဦးနမိတ်ချောင်းရောက်အိုးပါนี่吃来吧我们我抢我多嘛吧别摆嘛不能对你动ဟိုဘက်မှာလည်းတအင်းတချောင်းရှိရပါတော့ဒီချောင်းသွားနေပါတယ်ဟိုရဲ့ထိပ်ကိုသွားနေရပါတော့ဘယ်ရောက်လာမလို့ဆွဲနေရေတော့နဲ့ချီကြဘူးတော့နော်ဒါမင်္ဂလာလူတွေတက်စိတ်တော်တော်လေးကောင်းမယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မမေရောက်ပြီဆိုရင်ရမ်းပူရပြီးတော့တော်တော်လေးလည်းပူရပေါ့နော်။ဘယ်တွားပြီးရေစင်ရမလဲပဲတွားပြီးအိတ်ခံရမလဲဆိုအဲ့လိုဖြစ်နေတဲ့သူတွေတက်စိတ်ဒီနေရာတော်လေးတက်တော်ပါတယ်။ဒီနေရာလာတက်ပါလေ။ဟိုးပဲအောက်ပြန်ဆင်းပါမယ်ရေရောနေနေလေးပဲဆိုနိုင်တော့အနာတော့ယူတော့မယ်ဟိုမှာJoey ကျွန်တော်ခုကတော့ရေလဲစော်ပြီးတော့ပြီဆိုတော့ပြန်လာတော့မှဖြစ်ပါတယ်
ဒါလာက ပြီးတော့ကျွန်တော်ပြန်နေချင်မှာပဲအပြန်လဲမှာအတီးခူစားခဲ့တယ်ပေါ့နော်ဒီတေးရတော့မမမှာအရန်ပေါ်တယ်ပေါ့နော်ဒီသူတို့ယူတွေဝိုင်းနေလို့မျိုးလုပ်တဲ့အတီးပေါ့နော်နာမည်တော့ကျွန်တော်မပြောတတ်ဘူးဗျ ရောပါ blueberry ကျွန်တော်တကယ်ချင်တော့ဗာမတီးရ blueberry ဆိုပြီးအားချောင်းနေပါလေခုစင်တော့ကျွန်တော်ပြန်နေပါပြီဗျာ